တင်လက်မမြန်တာဖုန်းမကောင်းတော့မဟုတ်ပါဘူးဖနက်တွေအကြောင်းတေချာမသိသေးလို့ပါအားလုံးမင်္ဂလာပါကျွန်တော်ကတော့ဟိုင်ဆိုမင်းဖြစ်ပါတယ်ဒီနေ့ဗီဒီယိုမှာတော့ Pro Player တွေတိတ်ပြီးတော့ပြောပြလေးမရှိတဲ့ဖနက်တွေရဲ့အသုံးဝင်ပုံတွေကိုပြောပြပေးသွားမှာဖြစ်ပါတယ်ကျွန်တော်တို့ rank တပွဲနိုင်ဖို့ဆိုတာ early game ကအရင်စကားပြောရဗျာအဲ့လို early game မှာဖနက်ကမားနေတယ်ဆိုရင် impact ကထင်သလောက်မထွက်တော့ဒါခမောက်ဆောက်ပြီးဆိုပြီးတော့ပြောကြလိမ့်မယ်အဲ့တော့ကိုကင်ထားတဲ့ hero နဲ့ enemy အခြေအနေကိုကြည့်ပြီးတော့လိုတယ်လို့ဖနက်ပြောင်းထည့်တဲ့ဖို့အရင်အရေးကြီးပါတယ်ပထမဆုံးအနေနဲ့ရိုးရိုးဖနက်တွေကနေပြီးတော့စလိုက်ရအောင်ဒီဖနက်က movement speed 20ပေးတယ်player တော်တော်များများဟာပွဲဆဆိုရင်ဖနက်တောင်းဝယ်ကြရဗျာဒါကတော့ပုံမှန်ပဲဒါပေမဲ့တချို့အချိန်တွေဆိုရင်ကျွန်တော်ဖနက်မှာပါတဲ့ sub item လေးတွေအရင်ဝယ်တာပိုကောင်းပါတယ်ဥပမာကိုက goal line ကစားတယ်ဆိုပါစို့ enemy goal line မှာဗျာ baby စစ်ပေးတဲ့ room မှာပါနေပြီဆိုရင်ကိုက save လေးဆော့ရတော့မယ်အဲ့လိုအချိန်ဆိုရင်ကျွန်တော်ပွဲဆပြီဆိုတာနဲ့ sub item ပထမဆုံးအရင်ဝယ်လိုက်တာပိုကောင်းပါတယ်ဥပမာကျွန်တော် Asia Digi combo ဆိုရင်ဗျာ physical damage ပေးရဆိုတော့ warrior ဘူးတွေကဒီဟာလေးအရင်ဝယ်သင့်ပြီ heavy ဆိုရင်တော့ကျွန်တော် dash ဘူးတွေကဒီဟာလေးအရင်ဝယ်သင့်ပါတယ်ပြီးတော့မှရိုးရိုးဖနက်ဝယ်ပြီးတော့ first item ပြီးအောင်သွားလိုက်ပါတကယ်လို့ပွဲမတာဘူးဆိုရင် first item ထက်ဖနက်ကိုပြီးအောင်သွားရတာပိုချိုးရှိပါတယ်ဘာလို့လဲဆိုတာဗီဒီယိုအဆုံးထိကြည့်ပြီးရင်သိသွားပါလိမ့်မယ် Demon Bush က movement speed 40ပေးတယ် mana region 10ခုပေးတယ်သူ့ရဲ့ passive က mania ရေတက်လိုက်ရင် mana 400ခန့်လုံးပြန်ရပါတယ်ဒီဖနက်က early game မှာဗျာ mana အရန်ကုန်တဲ့ hero တွေဥပမာ Sicilian Selena ဆိုရင်တော့ Demon Boost သွားတင်ပါတယ်အဲ့လိုမဟုတ်ဘဲနဲ့တခြား hero ဥပမာ Harry ဆိုရင်ဗျာ Demon Boost သွားတာလုံးဝမှားတယ်Harry ကကျွန်တော် early game mana ကုန်တာနည်းနည်းမြန်တယ်ဒါပေမဲ့ early game ပဲတော့ mid game လောက်ရောက်သွားပြီဆိုရင်ဗျာသူ့ဘာသာအိမ်ပြန်ရရနေအဆင်ပြေသွားပြီအဲ့တော့ Harry တို့ Faza လို့ဆိုရင်ကျွန်တော် Demon Boost မသွားဘဲနဲ့ပွဲအစမှာ mana region အသေးလေးတစ်ခုဝယ်လိုက်ုံနဲ့အဆင်ပြေပါတယ် Harry ဆိုရင်ဗျာသူ့ရဲ့ Stadium site မှာဒီ item ပါတော့ mana region 2ခုထိဝယ်လို့ရပါတယ်ကျွန်တော်ကဥပမာပြောရအောင်နော် Harry မှမဟုတ်ဘူးတခြား hero တွေလည်းဗျာအတက်နိုင်ဆုံးအဲ့ mana region လောက်ပဲဝယ်ပြီးတော့ကစားကြည့်လုံးဝအဆင်မပြေဘူး mana တွေအရန်ကုန်နေပြီဆိုတော့မှ Demon Boost သွားတာပိုကောင်းပါတယ် Warrior Boost က movement speed 40ပေးတယ် physical defense 18ပေးတယ်သူ့ရဲ့ passive က damage အပေးခံရတိုင်းမှာ physical defense 4ခုရရယ် stat က9ခါလေးစုလို့ရတော့ physical defense 20ရရယ်စုစုပေါင်း physical defense 38ဆိုတာဗျာ defense item တွေနဲ့ရှင်းလိုက်ရင်တိတ်မကွာဘူးကျွန်တော် goal က900လောက်နဲ့ defense ကောင်းကောင်းရရယ် defense item တွေရဲ့ passive ကရောဆိုပြီးတော့ကတ်မပြောနဲ့ပေါ့နော်ဒါကကျွန်တော်က early game အတွက်ပဲပြောပြတာနောက်တစ်ခုဖြစ်တဲ့ dash boot ဟာ movement speed 40ပေးတယ် magic defense 18ပေးတယ်အဲ့တော့ warrior boost နဲ့ dash boot ကတူတူပဲဗျာ enemy ကိုကြည့်ပြီးတော့ physical damage များရဲ့ warrior boost magic damage များရဲ့ dash boot အဲ့လိုမျိုးကစားသင့်ပါတယ် physical damage များရဲ့ magic damage များရဲ့ဆိုတာကဗျာ enemy ရဲ့အရေးအတွက်ကိုကြည့်ရတာမဟုတ်ဘူး enemy မှာဘယ်ကောင်ကကိုယ့်အတွက်စိတ်ဒုက္ခအပေးဆုံးလဲဆိုတာကိုကြည့်ရတာဥပမာကိုက granger ဆော့ရယ် enemy ဘက်မှာ lancelot hyper ပဲထားလိုက်ဗျာသူက goal line ကိုတိတ်မကန့်အောင်ဆိုပါစို့လာခဲ့ရင်လည်းကျွန်တော် flicker သုံးပြီးရှောင်လို့ရတယ်အဲ့တော့အဲ့ဒီအစားမှာ enemy mage က ever လာခန်းနေတယ်ဆိုရင်ဗျာ dash boot သွားရတာပိုကောင်းပါတယ်ကျွန်တော်ဒီပွဲဆိုရင်ကြည့်ဗျာ Kimi က damage ပိုပေးနေတော့ Hayabusa ပါလာတော့မှ၄ယောက်လုံးက dash boot ပဲထည့်ကြပါတယ် dash boot မှာအရန်လန့်တဲ့ passive တစ်ခုရှိသေးတယ်သူက enemy ပေးတဲ့ stand တွေ movement speed နှေးတာတွေကိုဗျာကြာချိန်25ရာခိုင်နှုန်း short ချပေးတယ်ဥပမာ enemy ကကိုကို3စက္ကန့်ကြာမှ stand ပေးလိုက်ကိုစီမှာ 2.4 စက္ကန့်ပဲကြာတယ်အဲ့တော့ dash boot က stand များတဲ့အချိန်ဆိုရင်လုံးဝဝယ်ထားသင့်ပါတယ် Lancelot ဆိုရင်သူ့ကိုဖမ်းရခန့်အောင်လို့ dash boot ကမဖြစ်မနေထည့်သင့်တယ်ဘာလို့လဲဆိုတော့ကျွန်တော် dash တဲ့အချိန်မှာ stand မိသွားရင်တော့ဗျာ immune လို့ရတယ်ဥပမာကျွန်တော်ချောင်းကလာကန်တယ်ဆိုပါစို့ချောင်းပထမတစ်ဆင့်ကန်ရတဲ့အချိန်မှာ dash boot ရှိနေမယ်ဆိုရင်ကျွန်တော်နောက်တစ်ဆင့်ကန်တာကိုဗျာ immune ပြီးတော့ scale 1 dash နဲ့အမြန်ပြန်ထွက်လာလို့ရပါတယ်အဲ့တော့ dash boot က enemy ဘက်မှာ stand များရင်လုံးဝထည့်ဆော့တဲ့ဖက်နှက်တစ်ခုပဲနောက်တစ်ခုဖြစ်တဲ့ magic boost က movement speed 40ပေးတယ်ကူတောင်း10ရာခိုင်နှုန်း short ပေးတယ်သွေး150ရတယ်ဒီဖက်နှက်က ultimate ဦးစားပေးသုံးရတဲ့ hero တွေဥပမာကာကူရာတို့ကယ်တီတာတို့မှာထည့်ဆော့လို့ရပါတယ်ဒါပေမဲ့သူ့ရဲ့အားနည်းချက်ကဗျာအမာ hero တွေဆိုရင်ပြတ်ဖို့မသေးကြဘူးပွဲတာနေတော့တစ်မျိုးပေါ့နော်အဲ့တော့အဲ့အစားမှာ arcane boost ထည့်ဆော့လို့ရပါတယ် arcane boost ကကျွန်တော် movement speed 40ပေးတယ် magic power 15ခုနဲ့ magic penetration 10ခုပေးတယ် magic penetration 10ခုဆိုတာကဗျာ genius work ရဲ့ unit passive တစ်ခုနဲ့တော့အတူတူပဲအရန်လန်းတယ် arcane boost ကို early game မှာထည့်ထားရင်ဗျာတက်ရင်တော့မခံနိုင်ဘူးအဲ့တော့ magic boost နဲ့ arcane boost ဘယ်ဟာထည့်သင့်လဲမြင်တောင်လို့ကျွန်တော်ဂူရှင်နဲ့ဥပမာပေးပါမယ်ဗျာဒါကဂူရှင်ကင်နေဗျာ enemy ဘက်မှာ lancelot granger ခြံခဲဆိုရင်ဒါအပြော့ကောင်တွေများနေတော့ magic boost ထည့်ဆော့ပြီးတော့ဇက်တိုက် live room ပေးလို့ရပါတယ်ကျွန်တော်ဒီကြားထဲမှာ mage emblem မှာလည်းကူတောင်းရကျူးရှင်900ခန့်နှုန်းကပါသေးတော့စုစုပေါင်း15ရာခိုင်နှုန်းတော့ရှိပါတယ်အဲ့တော့ ultimate သုံးပြီးတော့ enemy ကို gun ပြီးသွားရင်တော့မှ target battle တွေမှာ ultimate ပြန်ရဖို့ပုံမြန်တယ်ရှင်းပြောရရင်ဗျာ magic boost နဲ့ဆိုရင်ဒါ early game မှာ like ခံရတာတော်တော်ကောင်းတယ်တကယ်လို့ enemy ဘက်မှာ fighter goal line ဒါမှမဟုတ်ကျွန်တော်ရှေးအရန်ထွက်တဲ့ Harry နဲ့ factory hyper ဆို
ရင်ဒါအမာဟီယိုတွေများနေပြီအဲ့လိုအချိန်ဆိုရင်ကျွန်တော် magic boot ထည့်ထားလေအကောင်တွေကပြတ်ဖို့မသေးကြတော့ဘူးအဲ့တော့ arcade boot သွားပြီးတော့ penetration အပြည့်နဲ့ damage ပေးတာပိုကောင်းပါတယ်ဒါပေမဲ့ဗျာ spell တွေလွဲသွားတာလို့ enemy လွတ်သွားတာလို့ဆိုရင်တော့ ultimate ရဖို့တအားနောက်ကြပါတယ်အဲ့တော့ arcade boot ထည့်မယ်ဆိုရင် scale တွေတေချာလေးချိန်သုံးနိုင်ဖို့အရန်အရေးကြီးပါတယ်နောက်တစ်ခုဖြစ်တဲ့ switch boot က movement speed 40ပေးတယ် attack speed 15ရာခိုင်နှုန်းပေးတယ်ဒီဟာကတော့ရှင်းတယ်ဗျာ attack speed အရန်အရေးကြီးတဲ့ matchman တွေမှာထည့်ဆော့လို့ရတယ်ဒါပေမဲ့ ram မြင့်လာရင် matchman တွေကအမြဲအင်္ဂန်ရတော့တော်တော်များများ dash boot တို့ warrior boost တို့ပဲထည့်ကြရင် granger တို့ cloud တို့ကိုပဲကြည့်ကြည့်ဗျာသူတို့ဆိုရင်ကျွန်တော်အဲ့ဖက်နက်တွေပဲတုံးကြအများတယ်ပြိုင်ပွဲတွေမှာလည်းအဲ့လိုပဲကျွန်တော် matchman တွေကို switch boot အစားခုနကဖက်နက်နှစ်ခုကိုပဲ enemy ကိုကြည့်ပြီးတော့ထည့်ကြရင်အဓိကကဗျာကျွန်တော် matchman တွေက full damage သွားလိုက်ရင် defense ကလုံးဝမရှိတော့အိမ်ကလွဲတယ်အဲ့တော့ enemy ကလာအိမ်အောင်မှာသူကနည်းနည်းလေးတက်တာအောင်လို့ဆိုပြီးတော့ defense ဖက်နက်တွေပဲထည့်ကြတာဖြစ်ပါတယ် switch boot ကတော့ဗျာလုံးဝ attack speed အရေးကြီးရဆိုတဲ့ hero တွေဥပမာကျွန်တော်မီယာလောက်ပဲဒီဖက်နက်ကိုထည့်သုံးကြတာများပါတယ်နောက်ဆုံးဖက်နက်ဖြစ်တဲ့ rapid boost ကတော့ movement speed 65ခုတောင်ပေးတယ်အဲ့ဒီပြုံမှာကျွန်တော် slow reduction 35ရာခိုင်နှုန်းနဲ့ HP region 12ခုထပ်ပေးသေးတယ်သူ့ရဲ့ passive ကဗဒန်ဝင် movement speed 20ပြန်လျှော့ပါတယ်အဲ့တော့ဒီဖက်နက်ကဗဒန်မှာဆိုရင်ကျွန်တော် movement speed 45ပဲရတာဆိုတော့ဘာမှတိတ်ပြီးတော့အသုံးမဝင်ဘူးကျွန်တော် slow reduction 35ရာခိုင်နှုန်းကလည်းဗျာဒါ touch boot မှာနေမဲ့25ရာခိုင်နှုန်းကပါနေပြီးသားဆိုတော့ touch boot ထည့်လိုက်တာပိုတော့ကောင်းသေးတယ်အဲ့တော့ဒီဖက်နက်ကတာဝါခိုးဖို့အတွက်လောက်ပဲအဆင်ပြေပါတယ်ကဲဗီဒီယိုလေးကတော့ဒီလောက်ပါပဲဗီဒီယိုလေးကိုကြိုက်တယ်ဆိုရင် like and share လေးလုပ်ပေးခဲ့ဖို့တောင်းဆိုပါရစေဗီဒီယိုအဆုံးထိကြည့်ရှုပေးတဲ့အတွက်ကျေးဇူးအများကြီးတင်ပါတယ်နောက်လာမယ့်ဗီဒီယိုကြပြန်တွေ့လိုက်အောင်